တချီလေးမှာသပင်ညက်တော့မယ်ဆိုရင်လက်ရကောင်းပြီးတော့စားပစ်လက်ကောင်းတဲ့သပင်ညက်ဆိုင်ကိုရှာနေတဲ့တငယ်ချင်းတို့အတွက်သပင်ညက်ဆိုင်လေးတစ်ဆိုင်စီကိုဟင်းမျိုးကခေါ်အားပေးပါမယ်ခင်ဗျာဆိုင်နေရာလေးကတော့အခါလန်းပေါ်တူရိတ် KTV ရဲ့ဘေးကပ်ရဲ့မှာရှိပါတယ်ခင်ဗျာဆိုင်နာမည်လေးကတော့ AN Haircut ပဲဖြစ်ပါတယ်ဆိုင်ရညီလေးကစားပစ်လက်ကောင်းပြီးတော့တော်တော်လေးလဲစိတ်ရှည်ပါတယ်ခင်ဗျာကျွန်တော်ကတော့သပင်လဲပပလေးညံရင်အယောင်ကာလာလေးလဲထပ်တင်ပါမယ်ဒီဆိုင်မှာကညက်တာလျှော်တာအပြင်ကာလာဆိုးတာသပင်ကောက်တာမျက်နှာဆေးတာမျက်နှာကြီးချိုမျက်နှာပေါင်းတင်နဲ့အစိတ်ထုတ်တာတွေလည်းလုပ်လို့ရပါသေးရဲ့ခင်ဗျာဆိုတော့တကြံမရောက်ခင်သပင်ကာလာလေးချင်းပြီးတော့တကြံပြီးွားလို့ရှိရင်လည်းမျက်နှာကိုတေချာထိမ့်သိမ်းကျင်တဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေတဲ့ဆိုင်လေးဆိုင်ပဲဖြစ်ပါရဲ့ခင်ဗျာသပင်လျှော်တဲ့ခါမှာဆိုလို့ရှိရင်လည်းအကြောတွေကိုလျှော့ပြီးတော့တေချာလေးနှိပ်ပြီးတဲ့အတွက်ကြောင့် balance ဖြစ်ချင်တဲ့တငယ်ချင်းတွေဆိုလို့ရှိရင်လည်းတော်တော်လေးကိုအဆင်ပြေပါရဲ့ခင်ဗျာပြီးတော့ဒီဆိုင်မှာ hair product တော်တော်များများလေးရပါသေးရဲ့ခင်ဗျာဒါလေးကတော့ baby လေးရဲ့အတွက်အထူးထုတ်လုပ်ထားတဲ့ alcohol free ဖြစ်တဲ့ rust net gel လေးတွေလည်းရောင်းပါသေးရဲ့မျက်နှာလိန်ခရင်ဂျယ်ဟဲပေါင်တာအစုံရှိတာကြောင့်မလို့တနေရာထဲမှာသပင်လဲညံ့ရင်ဒုတိယမျက်နှာဖြစ်တဲ့သပင်ကို view site ဖို့အတွက် hair product လေးတွေလည်းဝယ်ရင်းနဲ့တော်တော်လေးကိုအဆင်ပြေတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါရဲ့ခင်ဗျာပြီးတော့သပင်9ကညှပ်ပြီးရင်လည်းတစ်ချိန် free ညှပ်ခွင့်ရရှိအောင်မှာဖြစ်ပါရဲ့ခင်ဗျာဒါကြောင့်မလို့သပင်ညှပ်တော့မယ်ဆိုလို့ရှိရင်ဒီဆိုင်လေးကိုသွားညှပ်ရှိဖို့ recommend ပေးပါရဲ့ခင်ဗျာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကို like and share လုပ်ပြီးတော့ကျွန်တော်ကိုကူညီပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးဆောင်တွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook, TikTok, YouTube channel တို့ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်တတ်တာ